ပွဲတပွဲအကျဉ်းတစ်ခုလိုပဲလှုပ်ရှားမှုတစ်ခုဟာလူတူတစ်ယောက်ရဲ့လုတ်ပိုင်ခွင့်အာဏာကိုလူတူတစ်ယောက်ထဲကိုလုတ်ပိုင်ခွင့်အာဏာပို့ပြီးတော့ပေးလေရှိပါတယ်ကိုဖြစ်ချင်တဲ့ပန်းတိုင်မရောက်ခင်မှာလူတွေဟာခေါင်းဆောင်တစ်ယောက်ရဲ့နောက်ကိုလိုက်ရမယ်လို့မှတ်ထင်ကြပါတယ်ကိုရောက်ချင်တဲ့ပန်းတိုင်မရောက်မီဘုံရန်သူကိုတိုက်ဖို့ခေါင်းဆောင်ကိုချင်းမဲ့ထောက်ခံရမယ်လို့လူတွေကထင်တတ်ကြပါတယ်ကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုရောက်ပြီးတဲ့အခါကျတော့လေအဲဒီခေါင်းဆောင်ရဲ့နောက်ကိုပဲဆက်လိုက်တတ်ကြပါတယ်ဂျေဇုတင်တဲ့အနေနဲ့ရောပရိပက္ခဖြစ်ခြင်းနဲ့ပရိပက္ခဖြစ်ဖို့အာတန်နဲ့အဖွဲ့အစည်းလှုပ်ရှားမှုကြီးတစ်ခုမှာပါဝင်တဲ့အစိပ်ပိုင်းနေကြတဲ့မှာညီညွတ်အောင်လုပ်ပေးနိုင်တာကအဲဒီခေါင်းဆောင်တစ်ယောက်ပဲရှိတတ်လို့လည်းဖြစ်ပါတယ်ပိုဆိုးတာကအဲဒီလိုထောက်ခံမှုကိုကောင်းကောင်းမသုံးမဲနဲ့မတင်တော်တဲ့နှုံးနည်းတွေနဲ့တောင်းလာတာပဲဖြစ်ပါတယ်အဲဒီခါမှာအဲဒီခေါင်းဆောင်ကိုမေးလို့တော့မရတော့ဘူးပြန်လည်ဇောရကတက်ညှင်းချက်ထုတ်လို့တော့မရတော့တဲ့အခြေအနေဖြစ်တတ်ပါတယ်ဥပမာအနေနဲ့ပြောရရင်တိတိပပဘာစိတ်ကူးအစီအစဉ်များရှိပါတယ်လဲလို့မေးရင်လေနော်မင်းတို့ကဘာဖြစ်လို့ငါတို့ရဲ့ခေါင်းဆောင်ကြီးကိုဒီလိုမျိုးမေးရတာလဲလို့ပြောတတ်ကြပါတယ်ကိုယူလူကျင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဘလို့အစီအစဉ်များရှိပါတယ်လဲလို့မေးရင်လေမင်းတို့ကငါတို့ခေါင်းဆောင်ပြောတာလို့ပြန်မမေးနဲ့လို့ပြောတတ်ပါတယ်မေးတဲ့မေးခွန်းကိုကောင်းကောင်းမွန်မွန်ပြန်ဖြေမဲ့အစားအကျွမ်းမဲ့ထောက်ခံတဲ့လူတယောက်ကတော့မေးတဲ့လူကိုယ်ရကာယပြန်ပြောတတ်တဲ့သဘောကိုပြောတာပါတတိထားမိကြမှာကလူကြိုက်များတဲ့ဒီမိုကရေစီမကြတဲ့ခေါင်းဆောင်တွေအုပ်စိုးသူတွေဟာလူကြိုက်နေတဲ့ဒီမိုကရေစီမကြတဲ့အစိုးရတွေတက်ပို့ပြီးတော့ဒီမိုကရေစီအတွက်အန္တရာယ်ရှိစေတယ်ဆိုတာပါပဲဥပမာဆိုရရင်ဟစ်တလာလိုလူမျိုးအာဂျင်တီးနားပေရွန်လိုလူကြိုက်များတဲ့ခေါင်းအာဏာရှင်တွေဟာလူကြိုက်နေတဲ့အာဏာရှင်တွေပို့ပြီးတော့ဒီမိုကရေစီအတွက်အန္တရာယ်ကြီးတယ်ဆိုတာကိုသိဖို့ကောင်းပါတယ်